မင်းသားကြီးရှာရိုခန်တယောက်2023တုန်းကထွက်ခဲ့တဲ့ပထန်ဂျဗန်ဒေါန်ကီတို့လိုဇက်ကားတွေထွက်ပြီးတဲ့နောက်မှာဇက်ကားအစ်စ်မထွက်တာဟာဒီနှစ်2025အထိဆိုလို့ရှိရင်2နှစ်လောက်ရှိပါပြီဒါပေမဲ့နောက်နှစ်မှာထွက်ဖို့ရှိတဲ့ဇက်ကားတကားရဲ့တီဇာကိုမနေ့ကသူ့ရဲ့အသက်60ပြည့်မွေးနေ့မှာ release လုပ်ခဲ့ပါတယ်ဒီဇက်ကားရဲ့နာမည်ကတော့ King တဲ့ဒီဇက်ကားကမင်းသားကြီးပုံမှန်ရိုက်ကူးနေကြ action မျိုးစားဇက်ကားဖြစ်ပြီးတော့မင်းသားကြီးရှာရိုခန်အပြင်သူ့သမီးဖြစ်တဲ့ဆူအာနာခန်ကလည်းပါဝင်သွားမယ်လို့ဆိုပါတယ်ဆူအာနာခန်အတွက်ကတော့ဒီဇက်ကားကပထမဦးဆုံးရုံတင်ဇက်ကားဖြစ်မယ်လို့ဆိုရမှာပေါ့ဆူအာနာခန်နဲ့မင်းသားကြီးရှာရိုခန်တို့အပြင်တခြားတရုတ်ဆောင်တွေဖြစ်တဲ့ဒီပီကာပါဒူကွန်အဘီရှိတ်ဘာချန်ရာနီဘူခါဂျီစတဲ့တရုတ်ဆောင်တွေလည်းပါဝင်သွားမှာပါဒါပေမဲ့ဒီတရုတ်ဆောင်တွေကအဓိက main lead အနေနဲ့ပါဝင်မှာလားဒါမှမဟုတ်ဧည့်သည်တရုတ်ဆောင်တွေနဲ့ပဲပါဝင်သွားမှာလားဆိုတာကတော့မသေချာသေးပါဘူးဒီဇက်ကားက2026မှာထွက်ရှိမှာအသေးချာပဲဆိုပေမဲ့2026ရဲ့ဘယ်လမှာပတ်လာမလဲဆိုတာကတော့သေချာမသိရသေးပါဘူးဒါကြောင့်မို့မင်းသားကြီးရှာရိုခန်ရဲ့ပရိသတ်တွေအပြင်တခြားBollywood ရုပ်ရှင်ပရိသတ်တွေအတွက်လည်းရင်းခုံးစွာစောင့်မျှော်ရမယ့်ဇာတ်ကားတကားလို့ဆိုရမှာပေါ့ဒီဇာတ်ကားရဲ့နာမည်ကတော့ King တဲ့It's your time.